အခုဗီဒီယိုမှာကျတော့ UAE နိုင်ငံရဲ့ဗီဇာအကြောင်းနဲ့ပတ်သက်ပြီးပြပေးသွားမှာပေါ့နော်အကယ်၍ဒါကိုကဒီ UAE ကိုအလုပ်လာရှာမယ်ဆိုလို့ရှိရင် travel agency ကနေပြီးတော့ကိုက air ticket plus visa ဝယ်လို့ရတယ်အဲ့ဗီဇာကကြတော့2လသက်တမ်းရှိတယ်2လသက်တမ်းကကြတော့ဘယ်လိုတွက်လဲဆိုတော့ဒီ UAE နိုင်ငံကိုဝယ်တဲ့ဒိတ်ကနေစတွက်တာမဟုတ်ဘူးUAE နိုင်ငံကိုဝင်တဲ့အချိန်ကြလို့ရှင်တို့က stand ထုပေးတယ်အဲ့ဒီ stand ကနေပြီးတော့စပြီးတော့ကိုကအဲ့ date ကနေစပြီးတော့2လဗီဇာ2လနေပြီးတော့အလုပ်ရှာလို့ရတယ်ပေါ့နော်အကယ်၍ဒါကိုကအဲ့ဒီရဲ့2လဗီဇာအတွင်းမှာအလုပ်မရခဲ့သေးဘူးဆိုလို့ရှင်လည်းစိတ်ပူစရာမလိုဘူး inside visa inside တလထပ်တိုးပြီးတော့လည်းနေလို့ရတယ်လို့ outside extension ဆိုပြီးတော့2လထပ်တိုးပြီးလည်းနေလို့ရတယ်အဲ့ဒီ outside extension ကကြတော့ကိုကနိုင်ငံတစ်နိုင်ငံကိုအထွက်ပြရမယ်အိုမန်တို့မဟုတ်တနိုင်ငံပေါ့နော်အဲ့ဒီနိုင်ငံကိုအထွက်ပြပြီးရင်ကိုကပြန်ဝင်လာလို့ရှိရင်2လဗီဇာထပ်နေလို့ရတယ်အဲ့ဆိုလို့ရှိရင်အကယ်၍ဒါအဲ့ဒီ2လအတွင်းမှာကိုကစိတ်ကြိုက်အလုပ်ကိုမရသေးဘူးရှာလို့မတွေ့သေးဘူးဆိုလို့ရှိရင်လည်းထပ်ပြီးတော့အဲ့လိုမျိုးတိုးပြီးနေသွားလို့ရတယ် UAE ကအဲ့ဒါတခုကတော့အားသာချက်ပေါ့နော်အကယ်၍ဒါကိုကဒီနိုင်ငံမှာဟိုတယ်တို့မဟုတ် group GG ကုမ္ပဏီတစ်ခုမှာအဲ့လိုအလုပ်ရသွားမယ်ဆိုလို့ရှိရင်သူက basic visa ကနေ employment visa ကိုချိန်ပြီးမှအလုပ်ဝင်ခိုင်းတယ်တချို့ကုမ္ပဏီတွေကြတော့လေအဲ့လိုချိန်စရာမလိုဘူးပေါ့နော် basic visa နဲ့သူတို့ကအလုပ်ဝင်ခိုင်းတယ်အဲ့ဒီရဲ့အလုပ်ဝင်ပြီးတဲ့အချိန်မှာသူတို့က visa ကို run ပေးတယ်ပေါ့နော်ဒါကုမ္ပဏီတစ်ခုနဲ့တော့မတူဘူးပေါ့နော်ဒါပေမဲ့အဓိကပြောပြချင်တာကကျတော့ကိုယ့်ဘက်က overstay မဖြစ်အောင်တတိထားရမယ် overstay ဖြစ်သွားပြီဆိုလို့ရှင်တရက်က fine 50ဆောင်ရမှာအဲ့ဒါတချို့ကကြတော့လည်းပြောကြတယ်စိတ်ပူစရာမလိုဒါပေမဲ့လုံးဝ overstay မဖြစ်အောင်ပဲနေပေါ့နော်ကို့မှာ visa တက်တန်းကဘယ်နှစ်ရက်လောက်ကျန်သေးလဲအဲ့ဒါကိုအမြဲတမ်း check in အမြဲတမ်းစစ်နေပေါ့နော်ကို့မှာတက်တန်းက9ရက်လောက်အလိုပဲကျန်တော့တယ်ဆိုလို့ရှိရင်ဒါ travel agency တစ်ခုနဲ့ဆက်တွဲပြီးတဲ့ခါကျရင် inside တိုးမလား outside တိုးမလားဆုံးဖြတ်ပြီးတဲ့ခါကျရင်တိုးလိုက်တာအကောင်းဆုံးပေါ့နော်တချို့ကုမ္ပဏီတွေကြတော့ကိုယ့်ရဲ့ visa ကတက်တန်းကlast date ရှိတယ်အဲ့ဒီရဲ့ last date မှာ employment visa ကိုချိန်ပေးလိုက်တဲ့အခါကျလို့ရှင်ကိုကအဲ့ဒီရဲ့ status ချိန်သွားပြီဆိုလို့ရှင်တော့2လနေလို့ရတယ်ပေါ့နော်2လနေလို့အဲ့ဒါကြစိတ်ပူစရာမလိုတော့ဘူးတခါတလေကျရင်ကိုက visa ကလည်းတိတ်မကြံတော့ဘူး10ရက်လောက်ပဲကြံတော့တယ်အဲ့အချိန်မှာအလုပ်ရတယ်အလုပ်ရသွားခဲ့တယ်ကိုကုမ္ပဏီကလည်းကိုခန့်လိုက်ပြီပေါ့နော်ဒါပေမဲ့ကိုက visa မ run ရသေးဘူးဆိုလို့ရှင်သူတို့ရဲ့ကုမ္ပဏီနဲ့တိုင်ပင်ပြီးတဲ့အခါကျရင်ငါတက်တန်းတိုးလိုက်ရမလားဆိုလို့ရှင် inside တိုးလိုက်တာအကောင်းဆုံးပေါ့နော်တချို့ကကြတော့စိတ်မပူနဲ့ငါဒီ last date မှာပဲနင့်ကို e visa ဆိုတော့ employment visa ချိန်ပေးနိုင်တယ်လို့ပြောရင်တော့တမျိုးပေါ့နော်အကယ်၍ဒါသူတို့ဘက်ကလည်း delay ဖြစ်နေတယ်ကိုယ့်ဘက်ကလည်းဒါတိတ်ပြီးတော့မတေချဘူးဆိုလို့ရှင်လုံးဝ inside visa ထပ်တိုးလိုက်ပေါ့နော်အဲ့ဒါအကောင်းဆုံးပါဒါကတော့ UAE နိုင်ငံရဲ့ visa တွေအကြောင်းပေါ့နော်ကိုဘယ်လိုနေလို့ရလဲဆိုတဲ့အကြောင်းပြပေးသွားတာနောက်ဗီဒီယိုမှာကျတော့ employment visa ဘယ်လို run လဲဆိုတဲ့အကြောင်းပြပေးသွားမယ်နော်